ခဏပတ်စံကိစ္စအတွက်မပူနဲ့တော့နော်တာအမေ3လစာထုတ်လာခဲ့ပြီးပြီသားညီလေးရဲ့ညီမလေးចောင်းစိတ်တွေလည်းမပူရတော့ဘူးပေါ့ ဟမ်အမေကအလုံးသွားတော့ဘူးလား သွားမှာလေသားရဲ့ ဟောဒါအမေကို3လစာထုတ်ပေးလိုက်တယ်ဆိုတော့အလုံးသွားတော့ထင်နေတာ ဒါဒီလိုရှိတယ်လေသားရဲ့တတိလေးကအရန်သဘောကောင်းတာသူပဲအမေတို့ကိုပတ်စံနေထုတ်ပေးလိုက်တာလေအမေကန်ကောင်းသွားတာပေါ့သားရဲ့ ပတ်စံကိစ္စတော့ရိုင်းစိတ်မှုပါနေမယ်ဒါလည်းဒီကြားတဲ့အချိန်ကိုဆင်းလိုက်မယ်လေ တာလီကျမ်းမာကြီးလည်းဂယူးဆိုင်အောင်နော်။အော်ဒါနဲ့တာမေတို့တတိလေးကိုသိတယ်မဟုတ်လား။ social media မှာခဏခဏတွေ့နေရတဲ့လူငယ်လေးလीရင်းမြတ်ထုတ်ခေါင်းနဲ့ तू ကသဘောလေးကလည်းကောင်းရုပ်ကလေးကလည်းချောတယ်။အပြင်မှာမင်းသားရှုံးတဲ့ရုပ်ရည်မျိုးပေါ့ သူကအမေတို့ကုံလေးပိုင်ရှင်လား ။ तू ကပိုင်ရှင်းရဲ့သားရာထူးကြီးကြီးတဲ့ရပဲ။ဘာရာထူးလဲတော့မေလည်းမသိဘူး။အဲ့ဒါမှမေနားမလဲတာကြီးသားရဲ့ ဒါဆိုသူကိုယ်တိုင်အမေကို3လစာထုတ်ပေးလိုက်တာ ။ဟုတ်တယ် ထူးဆန်းလိုက်တာ မထူးဆန်းပါဘူးသားရဲ့ तू ကသဘောမနှောကောင်းတဲ့လူငယ်လေးပဲဥစားအောင်သားညီလေးနဲ့ညီမလေးကိုလည်းပညာတတ်ကြီးတွေဖြစ်စေချင်လာပြီသားရဲ့ဒါမှကုမ္ပဏီကြီးကြီးရအဲကွန်ငန်းထဲမှာဇိမ်ကြကြလေးထိုင်ပြီးကွန်ပျူတာလေးကင်နေတာအမေမြင်ချင်လာပြီသားရဲ့ ဖြစ်လာပါဘူးမျိုးလေဒါလည်းရှိသေးတာပဲဒါသူတို့လေးကျင်ညာတဲ့ဖြစ်မပြောတော့ဘူး သူတို့လေးတွေပညာတတ်ကြီးဖြစ်မှဝင်ငွေကောင်းပြီးတော့ငါသားကြီးတွေစိတ်အေးရမှာသူတို့လေးတွေကလည်းငါသားကြီးကိုစောက်ရှောက်မှာပါကွယ် ဒါတော့မလိုပါဘူးမေသူတို့လေးကွာကောင်းစားသွားရင်ဒါကျင်တတ်ပါရဲ့